ဒီ Trimebot ကိုဘာကြောင့်ကြိုက်တယ်လဲဆိုတာဒီ video လေးမှာကျွန်တော်ပြောပြပေးသွားပါမယ်ဒီ video လေးကကျွန်တော်ဘယ်သူမှ sponsor ပေးမထားပါဘူးကျွန်တော်ကြိုက်လို့ကျွန်တော်သုံးတဲ့အရာလေးကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီ video ရဲ့နောက်ဆုံးနားလေးမှာလည်းဘာကြောင့်ဒီ Trimebot ကိုအကြိုက်ဆုံးဖြစ်ရလဲဆိုတဲ့အချက်လေးကျွန်တော်ထည့်ပေးထားတာမို့ professional ရိုက်ချင်တဲ့သူတွေ pro ကြရိုက်ချင်တဲ့သူတွေပြီးတော့တယောက်တည်းနဲ့ content ဖန်တီးချင်တဲ့သူတွေအတွက်အကျိုးစုံရှိမှာမို့အဆုံးထိကြည့်သွားပေးပါအဲ့တော့ဆက်လိုက်ကြအောင်ပထမဆုံးသူ့ရဲ့ brand ကတော့တရုတ်ပဲဗျ Juzet SD 999X တဲ့ဈေးကတော့2သိန်းမပြည့်တပြည့်ဝန်းကျင်လောက်ရှိမယ်ကျွန်တော်ဝယ်ထားရလဲနည်းနည်းကြာပြီဆိုတော့တိတ်တော့မမှတ်မိတော့ဘူးပေါ့နော်ပထမဆုံးကြိုက်တာကတော့သူ့ရဲ့ဒီထုတ်လုပ်ထားတဲ့အရာကအလူမီနီယံနဲ့လုပ်ထားဖြစ်ပါတယ်အဲ့တော့ပေါ်ပါပြီးတော့ခိုင်ခန့်တယ်နောက်တစ်ချက်ကတော့သူ့မှာဘောဟက်ပါတယ်360ဒီဂရီလှည့်လို့ရတယ်ဒါအပြင်ဘေးတစ်စောင်းပေါ့နော်90ဒီဂရီလဲပါတာမလို့ဒေါင်းလိုက်ရိုက်ချင်တဲ့သူတွေအတွက်ကြိုက်တယ်လို့ရိုက်လို့ရပါတယ်နောက်တစ်ခုကပါလဲဆိုရင်ဒီတိုင်ကိုချွတ်ပြီးတော့ဒီဘေးတိုင်အပေါက်လေးကနေပြန်ထည့်လို့ရတယ်ဗျာအဲ့တော့ကျွန်တော်တို့ကဒေါင်းလိုက်မဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ကအလှဲလိုက်ကျွန်တော်တို့မှန်တိုင်ဖြစ်သွားလိမ့်မယ်အဲ့ဒီခါကျတော့ကျွန်တော်တို့ကင်မရာကိုဒီအောက်ကိုရိုက်တဲ့ဟာမျိုးတွေဥပမာကျွန်တော်တို့က product ပစ္စည်းတွေကိုရိုက်တာတို့သို့မဟုတ်ကျွန်တော်တို့ food blogger တွေဟင်းပွဲတွေထမင်းပွဲတွေရိုက်ပြတာတို့သို့မဟုတ်ပစ္စည်းတွေကိုပေါ့နော်ရိုက်ပြတာတို့အဲ့လိုအပေါ်ကနေရိုက်တဲ့အခန်းမျိုးတွေရိုက်လို့ရပါတယ်ဒီနေ့မှာသူတို့ထားစီချင်တာကကင်မရာ weight များတယ်ဆိုရင်တော့ Trimebot ကပေါ့တာဖြစ်တဲ့အတွက်ရှေ့ကိုတော့လဲကျသွားတတ်တယ်အဲ့တော့အဲ့ဒါလေးကိုတော့သတိထားပြီးတော့ရိုက်ဖို့လိုပါတယ်နောက်တစ်ချက်ကတော့ဘာကြိုက်လဲဆိုရင်သူ့ရဲ့ monopod လုပ်လို့ရတာပေါ့နော် monopod ဆိုတာကတော့ Trimebot မဟုတ်ဘဲနဲ့တစ်ချောင်းလေးကိုပြောတာဖြစ်ပါတယ်အဲ့လိုတစ်ချောင်းနဲ့ဆိုရင်ကျွန်တော်ဒီဘက်မှာလက်တံလေးတစ်ခုရှိတယ်အဲ့ဒီကောင်လေးကိုလှည့်ပြီးတော့ဖြုတ်လိုက်ပြီဆိုလို့ရှိရင်တစ်ချောင်းနဲ့လုပ်လို့ရပါတယ်အဲ့တစ်ချောင်းနဲ့ကဗမာသုံးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပြေးလွှာပြီးတော့ရိုက်ရတဲ့အခါမျိုးတွေ Trimebot ကြီးကိုလှည့်လိုက်ထုတ်လိုက်လုပ်တာမျိုးကိုအချိန်မရတဲ့သူတွေဥပမာ pre-wedding ရိုက်တာတို့ဓာတ်ပုံရိုက်တာတို့ပြေးလွှားရင်းနဲ့မှာကင်မရာတက်ပြီးရိုက်မဲ့သူတွေအဲ့ဒီလူတွေအတွက်အဆင်ပြေတယ်ဗျနော်ကျွန်တော်တို့ကအမြန် proper ဆိုပြီးတော့ထုတ်လိုက်ထည့်လိုက်ပြီးတော့ဗောနော်ဒီလိုမျိုးထောင်ရိုက်ချင်တဲ့သူတွေအရန်ဆင်ပြေတယ်အဲ့တော့ monopod လည်းလုပ်လို့ရတယ်နောက်တစ်ခုက monopod ဘာမှသုံးလို့ရသေးလဲဆိုရင်ကျွန်တော်တို့အတန်ဖန်း engineer တွေပေါ့ဗျာเนาะ microphone ကြီးတွေဘုံမိုက်တွေကိုကျွန်တော်တို့ကလက်ကြီးနဲ့ထိုးပြီးတော့အဲ့လိုမျိုးဆွဲဆန့်ရိုက်မဲ့ဟာမျိုးတွေလူမပါစေခြင်းဘူးမိုက်ပဲအပေါ်ကနေမိုးပြီးတော့ဖြစ်စေခြင်းတဲ့ဟာမျိုးဆိုရင်ဒီ monopod တွေသုံးလို့ရပါတယ်เนาะနောက်ထပ်သုံးလို့ရတဲ့နေရာရှိပါသေးတယ်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်ကြိုက်တဲ့အကြာလေးပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းအခုဒါမျိုးလေးတွေသုံးပြီးရိုက်ပါတယ်။ဘာလဲဆိုရင်အခု Trimebot မှာရှိထားတဲ့ဒီ ball head ကြီးတစ်ခုလုံးကိုလှည့်ပြီးဖြုတ်လိုက်လို့ရတယ်။ဖြုတ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ video slider ပေါ့ဗျာ။အဲ့ဒီ video slider မှာဒီ Trimebot ကိုအောက်ကနေမှလှည့်ပြီးတက်လိုက်ပါ။တက်ပြီးတာနဲ့အဲ့ဒီ video slider ပေါ်မှာရှိတဲ့ဒီပြေးမဲ့ railway လမ်းပေါ်မှာရှိတဲ့ဒီပေါ်လေးမှာခုနဖြုတ်ထားတဲ့ ball head လေးကိုပြန်တက်ပြီးတော့အဲ့လိုမျိုးတွဲဖက်ပြီးသုံးလို့ရတယ်။အဲ့ဒါကအရန်မိုက်တယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ဒီလိုရိုက်ချက်လေးတွေကျွန်တော်ရိုက်ထားတယ်ဒါလေးတွေကကျွန်တော်တို့cinematic ဆန်နဲ့ smooth ဖြစ်တယ်ပြီးရင်ကျွန်တော်တို့ product ရိုက်တာဖြစ်ကြိုက်တာရဲ့ကျွန်တော်တို့ slow motion နဲ့ရိုက်တာပဲဖြစ်ဖြစ် timeless တွေရိုက်တာပဲဖြစ်ဖြစ်အကုန်ရိုက်လို့ရတယ်ပေါ့နော်အဲ့တော့ဂျားဖြတ်ပြီးပြောရရင်တော့ဒီ slider နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်နောက်ပိုင်း video review လေးလုပ်ပေးပါမယ်သိချင်တဲ့သူတွေရှိရင်လည်း comment မှာရေးသွားပေးပါအခုပြောသွားတဲ့အကြောင်းအရာကတော့မိတ်ဆွေတို့ content creator ဖိုင်းတဲ့အချိန်မှာ content လုပ်တဲ့အချိန်မှာတယောက်တည်းနဲ့ပေါ့နော် run လို့ရအောင်ကျွန်တော်အခုလုပ်နေတဲ့ဟာလေးကိုပြန်လည်မျှဝေခြင်းဖြစ်ပါတယ်အဲ့တော့ professional ဆန်နေတဲ့သူပဲဖြစ်ဖြစ်တယောက်တည်း run နေတဲ့သူပဲဖြစ်ဖြစ်ဒီလိုမျိုးလေးလုပ်လို့ရတယ်ဆိုတာလေးကိုမိတ်ဆွေတို့ကိုကျွန်တော်လာပြီးမျှဝေပေးခြင်းပါအဲ့တော့မိတ်ဆွေတို့ကဘာမှမသိဘူးမတက်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်စီမှာသင်တန်းလေးရှိတယ်လာမေးလို့ရပါတယ်နောက်ပိုင်းဒီလိုမျိုးလေး review လုပ်တာလေးကြိုက်တယ်ဆိုလို့ရှိရင်လည်း review လုပ်ချင်တဲ့မိတ်ဆွေတွေတို့မဟုတ်လုပ်ချင်တယ်ပေါ့နော်လာပြီးတော့ collab လုပ်ချင်တဲ့သူတွေရှိရင်လည်းကျွန်တော်ဖိတ်ခေါ်ပါတယ်ဒီ video တွေနေရာနေပေါ့နော်အဲ့လောက်ပါပဲကျွန်တော်ကတော့ဒေါက်တာရထပ်ပါ content creator coach ဖြစ်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဗျာ